ရေမလုံတော့တဲ့အချက်ကဘာကြောင့်လဲဆိုတာကျွန်တော်တို့ဖွင့်ကြည့်အောင်ပြင်လို့ရလားဆိုတော့ပြင်လို့ရပါတယ်ဒါပေမဲ့ဘယ်လိုတွေပြင်လို့ရလဲဆိုတာကြည့်လို့ရအောင်လို့ပေါ့နော်ဒီမှာကျွန်တော်တို့ဒီအပေါ်မှာအဖုံးလေးရှိတယ်ပလတ်စတစ်အဖုံးလေးပေါ့အဲ့ဒါလေးခွာလိုက်ရင်ဒီမှာဝက်ဝူလေလေးရှိဝက်ဝူလေလေးကိုကျွန်တော်တို့ဖြုတ်လိုက်မယ်ပေါ့နော်စကူလေးကိုကျွန်တော်တို့ဖြုတ်လိုက်မယ်ဖြုတ်ပြီးရင်ဒီအဖုံးလေးကိုချွတ်လိုက်အောက်ထဲမှာသူကဒီလိုရှိအဲ့ဟာကသူကဒီအိမ်နဲ့ဒီအထိုင်ပေါ့နော်ဒီအထိုင်ကိုကျွန်တော်ကဒီလိုလှည့်ချွတ်ကလှည့်ချွတ်လိုက်ရင်ဒီလိုကျွတ်သွားပြီပေါ့နော်ကျွတ်သွားပြီးတဲ့အခါမှာသူအထဲထဲမှာဒီဘားအတွက်ဟာလေးရှိတယ်ကျွေးသီးလေးတွေပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ခောက်ချလိုက်ခောက်ထုတ်လိုက်ရင်ဒီထဲထဲမှာဝါရှာလေးရှိနော်ထွက်လာတဲ့အရာလေးကဘာလေးလဲဆိုတော့ဒါလေးအဲ့တော့ဘာပြတ်သွားလဲဆိုတော့ဒီအပေါက်ကလေးကိုကျွန်တော်တို့ကဒီလိုလှည့်လိုက်လို့ရှင်ဒီလိုပိတ်ကဒီဘားလေးနှစ်ခုပါပေါ့နော်ဒီလိုအတိုင်းဖြစ်နေတာကသူကလေနဲ့တအားကန့်နေတာပေါ့နော်ကန့်နေတဲ့အချိန်မှာဒီဘားကိုတအားလှည့်ရောဒီမှာကြည့်အဲ့ဒီအစိမ်းရောင်လေးအတက်ကလေးနှစ်တက်ကဒီမှာဒီကအတက်အဲ့ဒီတက်ကလေးနှစ်တက်ကကျိုးသွားတဲ့အခါကျတော့ဒီတိုင်းအပွင့်အတိုင်းဖြစ်သွားတာဒါအောက်ကအထိုင်လေးဒီမှာတွေ့လားအတက်ကလေးနော်အဲ့အတက်ကလေးကဒီထဲမှာမြောင်းလေးရှိမြင်ရဒီမှာအဲ့မြောင်းလေးနှစ်ဖက်ရှိတယ်နှစ်ဖက်ဒီဘက်မှာတမြောင်းအဲ့မြောင်းလေးကိုဒီအတက်ကလေးကြောက်ထည့်လိုက်ဒီလိုဖြစ်သွားပြီးတော့မှအဲ့ဒီအပေါ်ကနေဒီအသီးလေးထည့်တာပေါ့နော်ထည့်ပြီးဒီနေ့ပြင်ပြောင်ပြက်သွားတွေ့လားအစိမ်းတက်ကလေးနှစ်တက်ပဲ့သွားဒါကြောင့်မလို့ဒီရေပါးပြက်သွားတာပေါ့နော်အကယ်၍ဒီရေပါးကိုပြန်သုံးကြရင်တော့ဒီအစိမ်းပါးတွေကိုကျွန်တော်တို့တန်ပြားလေးတစ်ပြားမြုပ်ပြီးတော့ဒီအပြားတွေကိုပေါ့နော်ဒီကျွေသီးရဲ့အပြားတွေကိုကလပ်လို့ရအောင်တန်ပြားလေးတစ်ပြားထည့်မြုပ်ရင်တော့ဒီပါးကဒါအကောင့်အတိုင်းပြန်ဖြစ်မှာပေါ့နော်ဒီလုံးမှာလူသမီးတင်တယ်